ဒီနေ့ကတော့အယောင်လေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်စပြီးလေ့လာကြည့်လိုက်အောင်။ပထမဆုံးတစ်လုံးလိမ်မော်ရောင်ကိုစီส้มสีส้มအပြန်ရောင်ကိုကြတော့สีฟ้าสีฟ้าအဝါရောင်ကိုကြတော့สีเหลืองสีเหลืองအမဲရောင်ကိုကြတော့สีดำสีดำအနီရောင်ကိုကြတော့สีแดงสีแดงပန်းရောင်ကိုကြတော့สีชมพูสีชมพูခရမ်းရောင်ကိုကြတော့สีม่วงสีม่วงအစိမ်းရောင်ကိုကြတော့สีเขียวสีเขียวအဖြူရောင်ကိုကြတော့สีขาวสีขาวနက်ပြရောင်ကိုสีน้ำเงินสีน้ำเงินအညိုရောင်ကိုကြတော့สีน้ำตาลสีน้ำตาลအဲ့ဒါကိုမှအပြာရောင်အရင်လို့ပေါ့နော်အနီရောင်အရင်လို့အဲ့လိုမျိုးအရင်တွေကိုပြောချင်တယ်ဆိုရင် cam အရင်ပေါ့နော်အရောင်အရင်နေလို့ချင်းအဲ့ဒါလေးကပ်ပေးရမယ် cam အဲ့ဒါကိုမှကိုကအရောင်အနုလေးလို့ချင်းတယ်အစိမ်းရောင်အနုအပြာအနုအဲ့လိုလေးလို့ချင်းတယ်ဆိုရင် on ဥပမာအနေနဲ့ဆိုရင်အနီရောင်အရင်ပေါ့နော်ချက်သွေးရောင်လိုမျိုးสีแดงเข้มสีแดงเข้มအဲ့ဒါကိုမှနောက်ထပ်အပြာရောင်အနုလေးပေါ့နော်တိမ်ရောင်လိုမျိုးလေးဆိုရင်สีฟ้าอ่อนโอเคค่ะအဲ့ဒါဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲสวัสดีค่ะลาก่อนค่ะ